ထိုင်းနိုင်ငံစုရင်ပြည်နယ်ကအမှတ်21နယ်ကြားဆောင်ရဲတပ်ဖွဲ့ဌာနချုပ်မှာအင်္ဂါနေ့ညကအင်အားပြင်းပောက်ကွဲမှုနဲ့အတူမီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ည9 နာရီခွဲအချိန်မှာစတင်ခဲ့တဲ့ဒီမီးလောင်မှုကြောင့်ကိုရောင်တွင်းက RPG ဒုံးကျည်တွေနဲ့မော်တာကျည်ဆံတွေဟာတစ်လုံးပြီးတစ်လုံးစတိုက်အောက်ကွဲခဲ့တာပါ။ပောက်ကွဲမှုအရှိန်ဟာ3 ကီလိုမီတာအကွာကစုရင်ရာဇာဘတ်တက္ကသိုလ်အထိတုန်ခါသွားခဲ့ပြီးကောင်းကင်ယံမှာလည်းမီးရောက်ကြီးတွေမြင်တွေ့ခဲ့ရပါတယ်။တန်ကောင်းထောက်မစော်နဲ့လူမရှိတဲ့ဂိုးတောင်ဖြစ်လို့တအူးသာအနှဲငယ်တန်ရာရရှိခဲ့ပေမဲ့ဘေးကင်းလုံခြုံရေးအတွက်ရဲဝန်ထမ်းအင်အားတွေကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။လက်ရှိမှာတော့အလွန်ပူပြင်းတဲ့ရာသီဥတုကြောင့်ပောက်ကွဲတာလို့ယူဆရပြီးဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ drone တွေအသုံးပြုကအသေးစိတ်ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။အာဏာပိုင်တွေကတော့ပြည်သူတွေအနေနဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေကိုပဲစောင့်ကြည့်ကြဖို့အသိပေးထားပါတယ်။သတင်းအပြည့်အစုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။